ပိဋကသုံးပုံလို့ဆိုတာပိဋကလို့ဆိုတဲ့စကားလုံးကသင်ယူအပ်တဲ့စာပေတွေလို့ဒီလိုအဓိပ္ပာယ်ရတယ်မြန်မာလူမျိုးတွေကိုယ်ဝယ်စည်းကပ်တဲ့ဘုရားတရားသံဃာဗုဒ္ဓဓမ္မသံဃာလို့ဆိုတဲ့ယရဏသုံးပါးတဲ့မြတ်စွာဘုရားဟောကြားထားတာပိဋကလို့ဆိုတဲ့ဘုရားရဲ့စကားတော်တွေဟာစာအုပ်အပြင်ဆိုအုပ်ရည်40ရှိတယ်ပေါ့နော်အုပ်ရည်40မှာစာမျက်နှာ2000ကထူးတဲ့ကြီးမားလာတဲ့မြတ်စွာဘုရားရဲ့အဆုံးအမတရားတော်တွေကိုသံဃာယနာ6တန်တင်ပြီးတော့မှတ်သားထားလို့အတိမ်ဆောင်အလွယ်မှမရှိအောင်ဆုစည်းထားခဲ့တာယုံကြည်စိတ်ချရလောက်အောင်ဘုရားပြိဋိဘံစံပြီးတဲ့နောက်မှာဒီဓမ္မစကြာတရားကနေစပြီးတော့ဘုရားဟောခဲ့သမျှ45ဝါကာလပတ်လုံးဟောခဲ့သမျှတရားတွေကိုရှင်မကတ္တဗတို့ရှင်အနန္ဒာတို့ရှင်ဥပလီတို့ဥဆောင်ပြီးတော့ဘုရားပြိဋိဘံစံပြီး3လအကျော်လေးမှာပဲဒီစာတွေစုစုစည်းစည်းဖြစ်အောင်လို့လုပ်ခဲ့တာအဲ့ဒါလို့လုပ်ခဲ့တယ်ဆိုတဲ့နေရာမှာစာအုပ်ရှိတာတော့မဟုတ်ဘူးအဲ့တော့နှုတ်သက်ဆောင်တဲ့ oral tradition လို့ခေါ်တယ်နှုတ်သက်ဆောင်တာနှုတ်သက်ဆောင်တာတွေကိုစုစည်းရတယ်ဆိုတာစဉ်းစားကြည့်ပါနော်စာအုပ်ကိုစုစည်းတာလွယ်တယ်လေအဲ့ဒီနှုတ်ထဲမှာရှိနေတဲ့စာတွေစာအုပ်မဖြစ်သေးတဲ့စာတွေကိုစုစည်းရ